ဆူဗီယက်စစ်သားတယောက်ဟာရုတ်တရက်ဆိုသလိုကတုတ်ချင်းတွေကနေခုန်ထွက်လာပြီးရန်သူကိုလှောင်ပြောင်တဲ့အနေနဲ့ကပြပါတော့တယ်။ဒါပေမဲ့သူပြောနေတာသိမကြလိုက်ပါဘူး။ရန်သူဘက်ကလက်ဖြောင်စနိုက်ပါသမားဟာချက်ချင်းပဲချိန်ရွယ်ပြီးကြည်တောင်တယ်နဲ့သူဥထုကိုပစ်ချလိုက်ပါတယ်။ကြောက်ချေးပါမတက်လန့်သွားတဲ့စစ်သားနေလေကတုတ်ချင်းတွေကိုအမြန်ပြန်ပြေးဝင်ပြီးငှက်ခေါင်းကိုမပန်လို့တော်သေးရဲ့ဆိုပြီးတပ်ပြင်းချနေရကြတယ်။ဒီလိုနဲ့စစ်ဘိုးချုပ်တယောက်စစ်မြေပြင်ကိုစစ်ဆေးဖို့ရောက်လာပါတယ်။ရန်သူဘက်မှာထိတ်တန်းစနိုက်ပါသမားရှိတယ်ဆိုတာကြားလိုက်ရတဲ့အခါဘိုးချုပ်ဟာကြောက်လန့်တဲ့ကြောင်နဲ့ချက်ချင်းပဲဝက်ချလိုက်ရတယ်။ပြီးတော့သူ့တပ်ထဲမှာအတော်ဆုံးလိုနာမည်ကြီးနဲ့အမျိုးသမီးစနိုက်ပါသမားကိုအမြင်ခေါ်ခိုင်းပြီးရန်သူကိုရှင်းပစ်ဖို့အမိန့်ပေးလိုက်ပါတယ်။အမျိုးသမီးစနိုက်ပါဟာအမိန့်ရတာနဲ့ချက်ချင်းအလုပ်စပါတော့တယ်။သူမဟာရန်သူပုံနိုင်တဲ့နေရာတွေကိုအသေးစိတ်လေ့လာပြီးရန်သူကိုအယောင်ပြပစ်မှတစ်ခုနဲ့မြားခေါ်လိုက်တယ်။ရန်သူစနိုက်ပါကလည်းအယောင်ပြမှန်းမတည်းပစ်လိုက်တာဖျဲသည့်တလုံးကိုထိမှန်ပေါက်ကွဲသွားစေပါတယ်။ဒါပေမဲ့အဲ့ဒီကြီးထွက်လာတဲ့အလင်းတန်းကပဲသူ့ရဲ့ပုံအောင်နေတဲ့နေရာကိုဖော်ပြလိုက်သလိုဖြစ်သွားခဲ့ပါတယ်။အမျိုးသမီးစနိုက်ပါဟာအချိန်မဆွဲပဲချက်ချင်းပြန်ပစ်လိုက်ရာရန်သူကိုထိမှန်သွားပါတော့တယ်။သူမဟာအောင်ကွဲခိုင်တဲ့အနေနဲ့သူမရဲ့ rifle နဲ့ပေါ်မှာအမှတ်သားလေးတစ်ခုထွင်းထူလိုက်တာပေါ့။ဒါပေမဲ့သူမမသိလိုက်တာတစ်ခုကသူမဖြစ်တက်လိုက်တာဟာတကယ်စနိုက်ပါသမားမဟုတ်ပဲသူ့ရဲ့အချက်ပြအကူစပေါ်တာဖြစ်နေတာပါ။မထင်မှတ်ထားတဲ့အဆုံးသတ်ခဏကြာမှဘိုးချုပ်ဟာစစ်မြေပြင်ကိုတစ်ခါပြန်ရောက်လာပြန်တယ်။သူဟာမှွန်ပြောင်းကိုမိကြည့်လိုက်တဲ့အချိန်မှာပဲရန်သူကြီးအထောက်ကသူ့ကိုတဲ့တယ်မှန်ပြီးနေရာရင်ပွေးချင်းပြီးတီးဆုံးသွားခဲ့ပါတယ်။အမျိုးသမီးစနိုက်ပါဟာခြေရလက်ရပြက်နေတာကိုသိလိုက်ပြီးအခြေအနေကိုပြန်လဲသုံးသပ်ပါတော့တယ်။ဒီတစ်ခါတော့သူမကမြက်တော်ထဲမှာမှန်တကြက်ကိုချထားပြီးနေအောင်ပြန်ဟတ်မှုနဲ့ရန်သူကိုမြားခေါ်လိုက်တယ်။တစ်ဖက်မှာလည်းအစောကကပခဲ့တဲ့စစ်သားလေးဟာရန်သူရှိတဲ့နေရာကိုရိတ်မိသွားပြီးဓာတ်ကိုပါးစံမှာခဲခြုံပုတ်တွေကြားကနေတိတ်တက်စိတ်ကတ်သွားပါတယ်။ဒါပေမဲ့ရန်သူစနိုက်ပါကသူ့ကိုမြင်သွားခဲ့တယ်။စစ်သားလေးဟာကြောက်မသွားပဲရန်သူကော်ဖီခွက်ကိုတောင်ယူတောက်လိုက်သေးတယ်။ပြီးတော့ရုတ်တရက်တိုက်ခိုက်ဖို့ကြိုးစားပေမဲ့ရန်သူကအင်အားတာလွန်တာကြောင့်တစ်ပင်နဲ့အားပြင်းပြင်းဆောင်ပစ်ခြင်းခံလိုက်ရပါတယ်။ကံကောက်တာကအမျိုးသမီးစနိုက်ပါရဲ့တီးလေနေရာကလုံခြုံနေသေးပါပဲ။နေဆောင်လာတာနဲ့အမျှမှန်ကနေပြန်ဟက်ကအလင်းဟာရန်သူစနိုက်ပါရဲ့မျက်လုံးကိုတိတ်တိတ်သွားစူးသွားပါတယ်။ရန်သူကအဲ့ဒါကိုပြစ်မှတ်အစ်စ်ထင်ပြီးပြစ်လိုက်တဲ့အခါမှန်ကွဲသွားပေမဲ့အမျိုးသမီးစနိုက်ပါကတော့အခွင့်အရေးကိုလက်လွတ်မခံပဲပြန်လဲပစ်ခတ်လိုက်ယူရန်သူစနိုက်ပါကိုအပြတ်သက်အနိုင်ယူနိုင်ခဲ့ပါတော့တယ်။